Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်လူစီပါဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တောင်းဆိုရအများဆုံးဖြစ်တဲ့နောက်တိုဂိမ်းတွေကိုဘာသာတက်ရှာရပါတယ်စကားမဆက်ကျွန်တော်ဟိုနေ့ကတင်တဲ့ဗီဒီယိုလေး like တွေရော view တွေရောအများကြီးရတဲ့အတွက်ကျွန်တော်တကယ်ပြောရပါတယ်ခင်ဗျ brother ကအခုလိုအရင်မိုက်တဲ့ဂိမ်းကြည့်နေဆိုရင်တော့ကျွန်တော် channel လေး subscribe ပေးခဲ့ကြပါဦးခင်ဗျဒီ game ရဲ့နာမည်က Naruto X Boruto Ninja Volley ဖြစ်ပါတယ်။ file size အနေနဲ့ကတော့150 MB တရှိပြီးတော့ RAM 2နဲ့4ရှိတဲ့ဖုန်းတွေမှာဆော့လို့ရပါတယ်ခင်ဗျ။ဒီ game က COC နဲ့တော်တော်ဆင်းပြီးတော့မှကိုယ့်ရွာကိုလည်းထောင်ချောက်တွေချပြီးကကွယ်ရမယ်။နောက်ပြီးတော့သူများရွာတွေကိုလည်းတွားပြီးချရမှာဖြစ်ပါတယ်။ brother တို့က level မြင့်လာလေလေ trap တွေကပိုပြီးကျန်းလာလေဖြစ်မှာပါ။ဒီ game ထဲမှာ Naruto တွေကဇက်ကောင်တွေရော Boruto တွေကဇက်ကောင်တွေရော Akatsuki တွေရောအကုန်လုံးပါပါတယ်။ bro က game တွေကိုစဝင်လိုက်တာနဲ့ character တွေတော်တော်များများရှိနေမှာဖြစ်ပြီးတော့သူတို့သုံးနိုင်ဖို့ကတော့ Jutsu တွေလိုက်စုမှာဖြစ်ပါတယ်။ကျွန်တော်ဗဒက်တစ်ခုစတဲ့အချိန်မှာအချိန်တစ်ခုသတ်မှတ်ပေးရမှာဖြစ်ပြီးတော့ bro ကအဲ့အချိန်အတွင်းနိုင်အောင်ချရင်ချမချရင်ရှုံးမှာဖြစ်ပါတယ်။နောက်ပြီးတော့ဗဒက်တွင်းမှာကျွန်တော်ဘက်က၄ယောက်နဲ့ဟိုဘက်ရွာကိုတွားချရမှာဖြစ်ပြီးတော့၄ယောက်လုံးရှော့ဝိုင်းနဲ့ရှုံးမှာဖြစ်ပါတယ်။ bro ကဂျူစုကတ်တွေကိုစုသူများရွာတွေတွားတိုက်ပြီးရင်ကိုယ့်ရွာကိုညှင့်ဒီလိုနဲ့လည်းပဲအများကြီးဖြစ်လာပြီးဆော့ရမယ့် game ဖြစ်ပါတယ်။ဆိုတော့ bro ကဒီလိုမျိုး Naruto RPG game မျိုးဆော့မှာဆော့ချင်တယ်ဆိုရင်တော့ Android သမိုင်းအနေနဲ့ Google Play Store မှာ download ရပြီးတော့ iOS သမိုင်းအနေနဲ့ App Store မှာ download ရပါတယ်ခင်ဗျ။ဒီ game လေးရဲ့နာမည်က Naruto Senki ပဲဖြစ်ပါတယ်။ file size RP 50နဲ့100ချမှရှိပြီးတော့ offline ပဲဆော့လို့ရပါခင်ဗျ။နောက်ပြီးတော့ Naruto Senki ကကျွန်တော်ငယ်ရဆော့ခဲ့တဲ့ game မို့လို့ဒီ game နဲ့တင်မဆိုင်တဲ့လူများပါတယ်။ gameplay ပုံစံလေးက 2D action fighting game ဖြစ်ပြီးတော့ဟိုဘက်ဒီဘက်ချရတဲ့ game ပါ။ player 2ယောက်ရှိပြီးတော့တစ်ဖက်မှာ3ယောက်ပါမယ်ပေါ့။ browser ကကြိုက်တဲ့ character ကိုရွေးလို့ရပါတယ်။ဖယ်ထားလို့ရှိရင်ဖားမီနီယယ်လေးထွက်လာပြီးတော့ဟိုဘက်က tower နဲ့ base တိုင်အောင်ချိုးရမှာဖြစ်ပါတယ်။အဲ့လိုချိုးနိုင်ဖို့ကလည်းလွယ်ရတော့မဟုတ်ပါဘူး။ဟိုဘက်က computer ရလည်းတကယ်ကျန်းတဲ့ကောင်တွေပါ။ကျွန်တော်ကသွေးနေသွားလို့ရှိရင် ramen စားရင်သွေးပြန်ပြေးတယ်လို့ base ထဲမှာနေလည်းသွေးပြန်ပြေးပါတယ်။ကျွန်တော်ရွေးချယ်တရား map တွေရော Shinobi တွေရောဒီ game ထဲမှာအများကြီးပါပါတယ်။ဥပမာ Naruto ရဲ့ Kurama Moji ထုတ်ပြီးတော့ကျန်းလို့ရတယ်လို့ Madara ရဲ့ Susanoo ကြီးထုတ်ပြီးကျန်းလို့ရပါတယ်။ဆော့ကျင်တဲ့ brother အနေနဲ့ကတော့ Play Store မှာ App Store မှာ download လုပ်မရပါဘူး။ဘာလို့လဲဆိုတော့ Naruto Senki က software ဗီဒီယိုက fan တွေကဒီ game ကိုအမျိုးမျိုးပြန်ပြင်နေတာဖြစ်ပါတယ်။အဲကြောင့် version တွေအများကြီးလေးထွက်လာပြီပေါ့။ဆိုတော့ကျွန်တော် Telegram channel မှာ version လေးရသလောက်စုပေးရပါတယ်ခင်ဗျ။ဒီ game ရဲ့နာမည်ကတော့ Naruto Kage ဖြစ်ပါတယ်။ file size RP 930 MB ရှိပြီးတော့အနည်းဆုံး RAM 4လောက်ရှိတဲ့ဖုန်းတွေမှာဆော့လို့ရဖြစ်ပါတယ်။ပြီးတော့ဒီ game က open world story game ပါ။ storyline ကကြောက် Naruto Shippuden ကနေစတာတွေ့ရပါတယ်။ကျွန်တော်က open world မကြီးရဲမှာဟိုသွားဒီသွားနေ mission တွေလုပ်ပြီး Shinobi စုရမှာပါခင်ဗျ။ပြီးတော့ online ဖြစ်တာကြောင့်အခြား player အနေနဲ့လည်း PVP fight လို့ရပါသေးတယ်။ဗဒယ်တွင်းမှာဆိုရင်ကျွန်တော်တို့3ယောက်ကနေ4ယောက်ချလို့ရပြီးတော့ကျွန်တော်ချနေနေနဲ့လူပြောင်းလို့ရပါသေးတယ်။ပြီးတော့ကျွန်တော် Jutsu တက်တွေကို mission လုပ်ရင်းနဲ့လည်းယူလို့ရမှာဖြစ်ပါတယ်။ပုံမှန် Naruto game တွေလို 2D မဟုတ်ပဲ 3D ဖြစ်နေတာကြောင့်ဗဒယ်တွင်းမှာ brother တို့မတူညီရခံစားစီရမှာပါ။ဒီ game ရဲ့ graphic ကိုပြောရမယ်ဆိုလို့ရှိရင် 3D game ဖြစ်တာမို့လို့ graphic ကတော်တော်ကောင်းပါတယ်။ storyline ကြောင့်ပြောရမယ်ဆိုရင်တော့ Naruto Shippuden ကနေစတာပြီးတော့အခုဆိုရင် The Fourth Ninja War ထိရောက်နေပြီဖြစ်ပါတယ်။ပြီးတော့ online game ဖြစ်တာမို့လို့လာတိုင်း event တွေနဲ့ version တွေလည်းတင်ပေးနေပါတယ်ခင်ဗျ။ဆော့ကျင်တဲ့ brother အနေနဲ့ကတော့ Android မှာဆိုလို့ရှိရင် Google Play Store မှာ download ရပြီးတော့ iOS မှာဆိုလို့ရှိရင် App Store မှာ download ရပါတယ်ခင်ဗျ။ဒီ game လေးရဲ့နာမည်က Naruto Ultimate Ninja Storm ဖြစ်ပြီးတော့ file size RP 640 MB ရှိပါတယ်ခင်ဗျ။ brother တို့ကကိုနိုဝါရွာထဲမှာကြိုက်လို့သွားလာလို့ရပြီးတော့ mission တွေလုပ်ကြမှာဖြစ်ပါတယ်။ mission ဆိုတာ tell storyline တိုင်းဆော့ရတယ်ဆိုပုံမှန်တာပေါ့။ဘာလို့လဲဆိုတော့ဒီ game က Naruto series ရဲ့အတိုင်းဆော့ရတဲ့ game မို့လို့ပါ။ Naruto လေးချင်းနေစဖြစ်တုန်းမှာကိုနိုဝါရွာထဲကခွေးပြောက်ကြော်ပြောက်လောက်ကအလုပ်တွေပါမယ်။နောက်ပြီးရင်ကိုနိုဝါမာရုနဲ့ ဆော့ရကန်တွေလည်းပါမယ်။ဆိုတော့ဒီ game ရဲ့ storyline ကဘယ်ထိပဲပါလဲဆိုလို့ရှိရင် Naruto နဲ့ Sasuke Valley of the Earth မှာချရကန်တွေပဲပါပါတယ်။ဒါပေမဲ့ mission တစ်ခုတစ်ခုစီတိုင်းမှာ brother ကိုဆော့ရတာအနှစ်ကြီးပါပဲ။ဘာဖြစ်လို့လဲဆိုတော့ Naruto Anime Ninja Storm က PS3 ကနေ mobile ရောက်လာတဲ့ game မို့လို့ပါ။ကျွန်တော် gameplay ပုံစံကြည့်မယ်ဆိုလို့ရှိရင် 3D ပုံစံနဲ့ဆော့ရဆိုတော့တကယ်ဆော့လို့ကောင်းပါတယ်။ဆော့လို့ကောင်းတာ test smooth ဖြစ်တာဆိုရင်ပုံမှန်ပါလိမ့်မယ်။ဒီ game ကကျွန်တော်ငယ်ငယ်လေးက PS3 game တွေမှာဆော့ရတဲ့ game ဆိုတော့ brother တို့ဆော့ကြည့်ဖို့ recommend ဖြစ်ပေးပါတယ်ခင်ဗျ။ဆိုတော့ဆော့ကျင်တဲ့ brother ဒီနဲ့ Play Store မှာ2000ခွဲနဲ့ဝယ်လို့ရပါတယ်ခင်ဗျ။ပြီးရင်အဲ့လိုမဝယ်ရအောင်ကျွန်တော် Telegram channel မှာ free တင်ပေးပါမယ်။ iOS က brother ဒီနဲ့ကတော့ App Store မှာဝယ်ပြီးဆော့လို့ရတယ်လို့ channel ကိုကျွန်တော်လည်းဘာမှမတင်နိုင်ပါဘူး။ဆိုတော့ကျွန်တော်ဒီနေ့တင်ပေးသွားတဲ့ game လေးတွေကြိုက်လို့ဆိုလို့ရှိရင် brother ကျွန်တော် channel လေးကို subscribe ပေးပါဦးခင်ဗျ။နောက်ပြီးလိုချင်တဲ့ game လေးရှိလို့ရှိရင် comment မှာ message ခဲ့ကြပါဦး။တို့ဒီ GB ကြောက်ရှိတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျ။ကျွန်တော်လေးဒီပါဖြစ်ပါတယ်။ဆိုတော့